အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့လက်ရှိအစိုးရနဲ့တက်မတော်ကိုပုတ်စာပေးပြီးဂျိုကြွလာပြန်တဲ့ KIA အဖွဲ့ခေါင်းဆောင်ဂွန်မော်ရဲ့စကားအတွက်တက်မတော်အနေနဲ့ဘလို့တုံ့ပြန်မှုတွေလုပ်သွားမလဲဘလို့တုံ့ပြန်မှုမျိုးလုပ်တင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်မှာ65နှစ်မြောက်ကချင်တော်လှန်ရေးနေ့ဆိုပြီးတော့အခမ်းအနားလုပ်တဲ့အချိန် KIO အဖွဲ့ခေါင်းဆောင်ဂွန်မော်ကနေပြီးတော့ပြောသွားခဲ့တာတွေအများကြီးရှိတဲ့အထက်ကမှကျွန်တော်အနေနဲ့အဓိကကြတဲ့ highlight နှစ်ချက်ကိုပြောပြလိုတယ်ပထမအချက်ကတော့လေလိုင်းအစိုးရဖြစ်တဲ့ NUG ပါမှငញ្ញံရေးဆွေးနွေးမယ်ဆိုတဲ့အချက်ရဲ့ဒုတိယအချက်ကတော့စကိုင်းတိုင်းဟာကချင်ပြည်နယ်အတွက်ဘလောက်ထိအရေးပါတယ်လို့ပြောသွားတာကကချင်ပြည်နယ်လုံခြုံရေးအတွက်စကိုင်း PDF တွေကိုအသုံးချသွားမယ်လို့ပြောလို့ရတဲ့အချက်တွေပဲဖြစ်ပါတယ်အဲ့တော့ပထမအချက်ကိုကြည့်ရရင်ဘောင်မဝင်တန်းမဝင်ဘယ်ရောက်လို့ဘယ်ပေါက်မှမသိတဲ့ NUG အဖွဲ့နဲ့လက်ရှိမြန်မာနိုင်ငံရဲ့အစိုးရနဲ့တက်မတော်အနေနဲ့ဆွေးနွေးစရာဘာအကြောင်းမှမရှိတာကိုတိတိကြီးနဲ့မေးခွန်းထုတ်လာတဲ့ဂွန်မော်ရဲ့စကားလုံးတွေကတိတ်တော့ရိုးရှင်းပြီးတော့ရိုးသားမနေဘူးအဲ့ဒီနောက်ွယ်မှာ2025တုန်းကNUG နဲ့ K3C လို့ခေါ်တဲ့ KIO, KNU, KNPP, CNF တို့တွဲဆုံမှုရဲ့တစိမ့်တစ်ပိုင်းပါနိုင်တယ်လို့လက်ရှိမှာလည်းဆွေးနွေးနေကြတာရှိနေတယ်။ဒါအပြင်ဂွန်မော်အနေနဲ့ NUG ကိုဦးတည်ပြီးအစိုးရကိုထုတ်လာတဲ့မေးခွန်းကသူတို့ရဲ့လုပ်ရက်တွေနဲ့မကြာခင်မှာလှုပ်ဆောင်မဲ့လုပ်ရက်တွေအပေါ်အာဆီယံနိုင်ငံအပါအဝင်တချို့နိုင်ငံတွေနဲ့စကားပြောလာရတဲ့အခါNUG ကိုခေါင်းတည်ပြီးတော့ဖြည့်ရှင်းခိုင်းမဲ့အချက်ရဲ့ဖက်ဒရယ်ကောင်စီလိုမျိုးဖွဲ့ပြီးတော့စီးရေးမဟာမိတ်ကနေနိုင်ငံရေးဥဆောင်မှုအဖွဲ့ပုံစံချိန်လှုပ်ချင်နေတဲ့ဂွန်မော်ရဲ့ political target တစ်ခုဖြစ်နိုင်တယ်လို့မြင်မိတယ်ပြီးတော့အာဆီယံဘုံသဘောတူညီချက်အကြောင်းတွေကိုခက်စိတ်စိတ်ထုတ်သုံးလာတာတွေရဲ့ NUG မပါရင် K3C လည်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေမလုပ်နိုင်ဘူးဆိုပြီးပုံစံမျိုးပြနေတဲ့ဒီရဲ့နောက်ွယ်မှာအာဆီယံနိုင်ငံအချို့လည်းရှိကောင်းရှိနေပါလိမ့်မယ်လို့ယူဆလို့ရတယ်။နောက်ဒုတိယတစ်ချက်ကတော့စကိုင်းတိုင်းကိုကချင်ပြည်နယ်ရဲ့အပေါက်ဝအရေးပါတဲ့ဒေသတစ်ခုလို့ပြောလာတာကလည်းစကိုင်း PDF တွေဆိုတာက NUG လက်အောက်ခံအဖွဲ့အစည်းတွေပဲမဟုတ်ဘူးလား။ဒါကြောင့်စကိုင်း PDF ကိုထိန်းချုပ်ဖို့အတွက် NUG ကိုနိုင်ငံရေးလမ်းကြောင်းအပေါ်ဆွဲတင်တယ်လို့မျိုးတစ်ဖက်တစ်လက်နဲ့အတုံးချနေတဲ့ဂွန်မော်ရဲ့ကစားကွက်တွေပဲဖြစ်ပါတယ်ပြီးတော့ဟိုးရင်ကလေးကစကိုင်းတိုင်းတွေကမြို့တွေဖြစ်တဲ့ကသုံးလုံးလို့ခေါ်လို့ရတဲ့ကက်မလူကောလင်းကတာအပါအဝင်မြောက်ပိုင်းဒေသတွေနဲ့ထီးကြိုက်ဝင်းတူနဲ့အင်းတော်လိုဒေသတွေမှာလက်ဦးမှုယူကျင်နေတာကလည်းကချင်ပြည်နယ်ဘက်ကိုတက်မတော်စစ်ကြောင်းတွေတက်မလာနိုင်အောင်လို့စကိုင်း PDF တွေကိုတိုင်းကာထားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ငွေကြေးအရှုပ်ရှင်းတွေနဲ့တူတလူငါသမင်းဖြစ်နေကြတဲ့ NUG အဖွဲ့ကိုစီးရေးမှာအားကိုးလို့မရဘူးဆိုတာသိပေမဲ့စစ်တပ်ကိုကချင်ပြည်နယ်ဘက်မလာနိုင်အောင်စကိုင်းတိုင်းမှာ PDF တွေနဲ့လမ်းပိတ်ထားဖို့လိုအပ်တယ်။ဒါကြောင့် NUG နဲ့ပဏ္ဏတင့်တရားအောင်ဆောင်ပြနေတဲ့ EU တွေရဲ့ view တွေပဲဖြစ်ပါတယ်။ပြီးတော့ဗမော်ကနိုင်ငံရေးတိတ်ခါတိုက်ပွဲဆိုပြီးတော့ဘာမှထုတ်ပြောထားတယ်။ဒါပေမဲ့တေချာကြည့်ရင် KIA လက်ချက်ကြောင့်ဗမော်နဲ့စကိုင်းတိုင်းတွေကမြို့တွေပျက်စီးသွားခဲ့ရတယ်လို့မြေရှားနဲ့တစ်လုပ်ငန်းတွေကြောင့်ကချင်ပြည်နယ်ရဲ့တဘာဝပတ်ဝန်းကျင်ဟာလည်းဆိုးဆိုးဝါးဝါဖြစ်လာနေပြီမဲ့လိုက်စာကတော့တီးခြားနေမြေတစ်ခုလို့ AACC ရှိနေစေပဲဖြစ်ပါတယ်။ဗမာ PDF နဲ့တက်မတော်စစ်ကြောင်းတွေစကိုင်းထဲမှာတိုက်ကြဆိုတဲ့အကွက်တွေတုံးပြီးသူ့ရဲ့မြေရှားနဲ့စီးပွားရေးကိုအချိန်ဆွဲထားမယ်။တကယ်လို့တက်ကလိုက်စာကို pressure ပေးလာပြီဆိုရင်NCA ဆိုပြီးလက်မှတ်ပြေးထိုးလိုက်မယ်ဆိုတဲ့ဂွန်မော်ရဲ့လုံနေကြဗျူဟာကိုလည်းအထင်သာမြင်နေရပါတယ်။အဲ့တော့အချုပ်အနေနဲ့ပြောရရင်ရွေးကောက်ပွဲဆိုတဲ့အခက်အခဲကာလတစ်ခုပြီးသွားခဲ့ပြီ။နောက်လာဆိုလွတ်တော်ခေါ်အစိုးရတရက်လည်းပေါ်လာတော့မှဖြစ်တယ်။ဒီလိုမျိုးအစိုးရအနေနဲ့နိုင်ငံအတွက်ပလန်ပေါင်းများစွာကိုအကောင့်ထဲပေါ်ဖို့စ조사နေရတဲ့အချိန်ဖြစ်နေတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာလည်း KNU နဲ့ KIA တို့ပေါင်းသွားတဲ့စစ်ရေးအခင်းအကျင်းကိုရင်ဆိုင်ဖို့ဒီကာလမှာ
ငင်းငယ်ရေးနဲ့စေရေးကိုအားပြန်စိုက်ပြီးအရွေ့တစ်ခုဖြစ်အောင်လုပ်တဲ့နယ်လက်ရှိအစိုးရလက်ထက်မှာမအောင်မြင်ခဲ့သေးဘူးဆိုရင်နောင်လာမဲ့အစိုးရလက်ထက်မှာတေချာပေါက်ထဲ့သွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်။တမိုင်းကိုပြန်ကြည့်ရရင်တမတော်ရဲ့သဘောထားကြီးမှုတွေရဲ့အကျိုးကိုပြန်ခံစားနေရတဲ့သဘောပါပဲ။လိုက်စာကနေ KI ဆိုတာဖြစ်လာတယ်။ A ဆိုတာဖြစ်လာတယ်။ PDF ဆိုတာလည်းဖြစ်လာတယ်။ပြီးခဲ့တဲ့တမိုင်းမှာတမတော်စစ်ကြောင်းတွေလိုက်စာအပေါက်ဝထိရောက်နေတော့ငញ្ញရင်လက်မှတ်ထိုးပြရစီဆွေးနွေးပြရပါစေဆိုပြီး KI ကတမတော်နဲ့အစိုးရထံကမ်းလှမ်းခဲ့တယ်။ဒါနဲ့ပဲစစ်ကြောင်းတွေပြန်ဆုတ်လာခဲ့ရတယ်။ဒါရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။အရင်ခေတ်တုန်းကမြောက်သုံးကောင်ပါမှ NCA ဇပွဲဝိုင်းလာမဲ့ပုံစံမျိုး KI ကဒုတိယအကြိမ်အစိုးရနဲ့တမတော်ကိုထပ်ပြီးချီလာခဲ့တဲ့ပုံစံမျိုးဖြစ်တယ်။ကွမ်မော်အနေနဲ့ချင်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်ကိုသူတို့စီမံမဲ့အောက်ထဲထည့်မယ်လို့စိန်ခေါ်လာတယ်။ဆိုတော့လွန်ခဲ့တဲ့17နှစ်က KI ဘိုးတင်တန်းကျောင်းကိုတော့အမြောက်နဲ့ပြစ်နိုင်ခဲ့တာကိုတော့မိမပစ်ဖို့လဲကွမ်မော်အနေနဲ့အမတ်ရတင်တယ်လို့အစိုးရနဲ့တက်မတော်ကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လာတဲ့ကွမ်မော်ရဲ့အဖွဲ့ KIA KIO ရဲ့လိုင်ဇာနဲ့မိုင်ဂျန်ယာကိုထိထိရောက်ရောက်လှုပ်တင်ပြီလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်